မြတ်စွာဘုရားဟောထားတဲ့တရားရဲ့အနှစ်သာရတွေကိုသိလာပြီဆိုရင်တရားများများနာလာပြီနာသည့်အလျောက်လိုက်နာကျင့်သုံးပြီးတော့တရားကိုသိလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘာတွေဖြစ်လာလဲဆိုတော့မမိတ်မလျော့တဲ့တတိတရားလေးနဲ့နေတတ်လာတယ်အသိဉာဏ်ပညာတွေကလည်းပဲအရင်ကတည်းကပို့ပြီးတော့ကြီးမားလာတယ်အမှန်ကိုမြင်လာတယ်ကောင်းတာနဲ့မကောင်းတာကိုကွယ်ကွယ်ပြားပြားသိလာတယ်ကိုယ့်ရဲ့အသိပုံမြင်ပုံတွေဟာအရင်ကတည်းကမတူတော့ပဲပို့ပြီးတော့တမို့ထူးခြားလာတယ်ဒီလိုသိလာပြီးဒီလိုလေးတွေမြင်လာပြီးဆိုရင်ဘာတွေဖြစ်လာတော့ဆိုတော့စိုးရိမ်ခြင်းကင်းလာတယ်စိတ်ကလေးကအေးချမ်းလာတယ်စိုးရိမ်သူတွေရဲ့ကြားထဲမှာနေရပြီမဲ့စိုးရိမ်မှုတွေကင်းသူဖြစ်လာတယ်ပူလောင်သူတွေရဲ့ကြားထဲမှာနေရပြီမဲ့အေးချမ်းအောင်နေတတ်သူဖြစ်လာတယ်နောက်ဆုံးဉာဏ်ပညာမြင့်သွားပြီဆိုရင်သစ္စာလေးပါးကိုတော့နားလည်လာပြီးသိမြင်လာတတ်တယ်အဲ့ဒီလိုလေးတတိနဲ့နေမဲ့အပမာဒနဲ့နေတဲ့ပုဂ္ဂိုလ်တတိအားကြီးလာရင်နိဗ္ဗာန်ကိုတောင်ရောက်စေနိုင်တယ်။ဒါကြောင့်တရားများများနာပြီးတော့လိုက်နာကျင့်ကြံကြိုးစားအထောက်ပြီးအသိဉာဏ်ပညာတိုးပွားအောင်နေထိုင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုတတိလေးကပ်ပြီးတော့နေထိုင်ဖြတ်သန်းတတ်ဖို့အသိကိုရည်ကြည်ပါတယ်။